မိဖုရားရဲ့ကျုပ်ဖြစ်ဖို့စကားပြောဖေ။အမလေးဒုက္ခရောက်ပါဘောလား။အမလေးဒုက္ခတွေဖြစ်ကုန်ပါဘောလား။မောင်တော်ရဲ့ဒုက္ခတွေဖြစ်ကုန်ပါဘောလား။အမလေးကူတော့ပြပကိုအမပါရှာပြီ။မောင်တော်ရဲ့မိမရဲ့ချာလင်းနိုင်တာတခုပဲမို့ရှင်ပြိုင်တို့စရာတင်းညွန်ကြပါမယ်။ကင်းဝရဲ့စကားကိုမနာယူတာမို့အခုတော့ရတနာဘုံနေပြီတော့နေပြည်တော်ဆာဒီထားပါခေါင်းဖေ။မလေးနမတော်တော်တို့ဒီနေ့စကားတွေရွှင်တော်မူရင်လို့တစုတော်စုတဲ့မောင်တော်အမလေးနေရာတကာမှာစုရှိသားပဲစုသဘောစုစီမံလိမ့်မယ်နဲ့တစုတဲ့စုတဲ့မောင်တော်အမလေးကူတော်စုဖျားလာကကဲနိုင်နေလားကျေးဇူးရှင်ကြီးရဲ့တိုင်းလူပြည်သားလူအများတို့ရွှေတောင်ကြီးပြိုကွဲသလိုမလေးခေါ်ရမယ်ပါပေါ့လားကျေးဇူးရှင်ကျေးဇူးရှင်မကြားတော့ပါဘူးဗျာတောင်းအောင်မတီတောင်းရှင်တို့မုံလောက်စရာအပလီလုံးရွယ်ပြည်မုံလုံးမနေတဲ့အပြင်အမလေးကတော့တိုင်းသူပြည်သားလူအများဒုက္ခရောက်ရုံနဲ့မကမောင်တော်ဖယားနဲ့ညမတော်စုဖယားလက်တို့အမလေးသူများတိုင်းပြည်မှာကျွန်းတော်ပြဖြစ်ကုန်မှာပေါ့လားမောင်တော်ရဲ့ဖြစ်ကုန်မှာပေါ့လားဘယင်မကျွန်းတွေဖြစ်ပါမကောသရောစစ်ပြောက်တာဘဝင်မချောင်းလာကြီးမောင်တော်ဖယားကျေးဇူးရှင်အမလေးအမျိုးမချစ်ကြတာမို့နောက်စင်လာမရှောစုကြီးမဖြစ်တော့ကရမဆော